အခုလိုလူယိုးမှာတယောက်ဖြစ်ချင်လို့သင်ပေးပါလားဆိုပြီးတောင်းဆိုကြလို့ပေါ့နော်လူယိုးမှာတယောက်ဖြစ်ဖို့ဆိုရင်သင်ကိုယ်တိုင်က10တန်းအောင်ဖို့လည်းမလိုဘူးဘွဲရဖို့လည်းမလိုဘူးသင်ရဲ့မျက်နှာအနေထားကလူယိုးမှာရုပ်ပေါက်နေဖို့ပဲလိုပါတယ်ပေါ့နော်အဲ့တော့ပထမအဆင့်အနေနဲ့သင်မှာရှိတဲ့စပင်ကိုခလဲခွဲရင်စခွဲလိုက်ပါခလဲခွဲခွဲလိုက်ခြင်းအပြင်သင်ရဲ့ရုပ်ရည်ကအင်မတန်မှကိုချုံမောလှပနေအောင်မှလူယိုးမှာရုပ်ကိုချက်ချင်းပဲပြောင်းလဲသွားစေနိုင်ပါတယ်ပေါ့နော်ဒုတိယအဆင့်အနေနဲ့ကိုရုပ်မာရမဲ့သူကိုတွေးလိုက်ပြီးဆိုတာနဲ့မျက်မှောင်လေးကိုကျုံပါဇက်လေးကိုဟာကဲစမ်းကြည့်မယ်တတိယအဆင့်အနေနဲ့မျက်မှောင်လေးကိုကျုံရှာလေးကိုတက်နှာခမ်းလေးကိုကိုက်မျက်လုံးလေးကိုအထက်အောက်ကစားမယ်ကဲစမ်းကြည့်မယ်နောက်ဆုံးအဆင့်အနေနဲ့ဘာလုပ်ရမလဲဆိုတော့နည်းနည်းလေးတော့ခတ်တယ်သေချာလိုက်ကြည့်ပါစီပလင်းလေးကိုထောင်းမျက်လုံးလေးကိုအနှဲငယ်ပြူးပြီးတော့ပါဇက်လေးကိုဟမယ်ပြီးရင်ရှာတက်နှာခမ်းကိုက်မျက်မှောင်လေးကိုကျုံလက်ရက်ခေါ်ခေါင်းငိမ့်မယ်နော်နည်းနည်းလေးတော့ခတ်တယ်သေချာလိုက်ကြည့်မယ်နော်ဒါလောက်ဆိုရင်သင်သေချာပေါက်လူယိုးမှာတယောက်ဖြစ်ပါပြီစမ်းကြည့်ကြပါ